ကျွန်တော်လဲချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရဲ့လက်ချက်နဲ့အသက်ပြောက်သွားတဲ့ဒီလူငယ်လေးရဲ့အလောင်းကိုသိမ်းဆည်းဖို့ပြင်ဆင်နေတော့မှာပဲအခန်းထဲကိုနောက်ထပ်လူတစ်ယောက်ရောက်လာခဲ့ပါတယ်သူကမျက်နှာကျက်စီကိုလက်နှိုးထိုးပြတော့မှထောင်ဆုံးလေးတစ်ခုမှာပင်ဟိုတဲ့ကင်မရာအသေးစားလေးတစ်လုံးကိုဝက်ပြီးတက်ဆင်ထားတာတွေ့လိုက်ရပါတယ်တကယ်တော့သူကလည်းအလောင်းဖြောက်ဖို့အတွက်အဲ့ဒီမျိုးသမီးငားရမ်းထားတဲ့သူတစ်ယောက်ဖြစ်နေတာပါပုံမှန်ဆိုရင်တော့ဒီလိုလောင်းဖြောက်တဲ့အလုပ်တွေကိုတစ်ယောက်တည်းပဲလုပ်လို့ရှိပေမဲ့အခုတစ်ခေါက်မှာတော့သူမကပုံမှန်ထက်သုံးစပေးပြီးကျွန်တော်နဲ့ပိတ်ကိုအတူတူတွဲလုပ်ဖို့ခိုင်းခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ဝန်းဒီစီစဉ်ကိုသဘောမကျပေမဲ့လည်းရမယ့်ငွေကမလောက်ဆရာမို့လက်ခံလိုက်ကြပါတယ်အခုချိန်မှာအဓိကအရေးကြီးဆုံးကတော့ဒူမမအပြစ်မရှိကြောင်းခါလုံတဲ့တက်တေရှိနေစေဖို့အတွက်ဒီနေရာကနေအမြန်ဆုံးထွက်သွားခိုင်းဖို့ပါပဲကျွန်တော်နဲ့ပိတ်ကဒူမလဲဝတ်ဖို့အတွက်အဝတ်အစားတွေအသီးသီးထုတ်ပေးလိုက်ကြပါတယ်ဒူမကအဝတ်အစားတွေကိုတစ်ချက်ကြည့်လိုက်ပြီးကျွန်တော်တို့စီကတဝက်စီယူအစ်တစုံဖြစ်အောင်ဆက်ဟပ်ပြီးဝစ်စင်ကအခန်းထဲကနေအေးအေးလူလူပဲလမ်းလျှောက်ထွက်သွားခဲ့ပါတယ်ပြီးတာနဲ့ကျွန်တော်လဲကျွမ်းကျင်နေတဲ့လက်တုပ်လက်လန်းနဲ့ပဲရေဆိုခန့်အိတ်တလုံးကိုထုတ်ပြီးအလောင်းဘေးမှာဖြန့်ခင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအေးဘူးဖွင့်လိုက်တဲ့အတန်ကိုကြားလိုက်ရလို့မင်းပါလို့ရတာလဲလို့လက်မေးလိုက်တော့သူကငါကဒီကနေကြီးချက်ပေးမလို့လေလို့ခဏလောက်ပြန်ဖြေပါတယ်မင်းမေလင်လာနောက်မနေနဲ့ကျွန်တော်လဲအနားကိုရှောက်သွားပြီးကျန်းပြင်ပေါ်ကဆောင်းကိုအားနဲ့ဆွဲကအလောင်းကိုရေဆိုခန့်အခင်းပေါ်ရောက်အောင်ဆွဲတင်လိုက်ပါတယ်ပြီးတော့အလောင်းကိုတေချာထုတ်ပိုးပြီးကြံခဲ့တဲ့တဲလုံစမှန်သမျှကိုရှင်းလင်းဖို့ရေချိုးခန်းထဲဝင်သွားခဲ့ပါတယ်အခန်းထဲကအရာအလုံးကိုတန်ရှင်းရေးလုပ်ပြီးတဲ့နောက်မှာတော့အလောင်းဘေးမှာတိတ်ခွေသုံးဘက်ကလိုက်ပြီးဆောင်းကိုနောက်တစ်ကြိမ်ထပ်ဆွဲလိုက်တာနဲ့အလောင်းကအလိုအလျောက်တေးသက်စွာထုတ်ပိုးမိသားဖြစ်သွားခဲ့ပါပြီအလောင်းကိုအပြင်တဲထုတ်ဖို့အတွက်လဲကျွန်တော်မှာနေလန့်အစင်သစ်ရှိနေပါတယ်ကျွန်တော်ကခီးဆောင်အိတ်တင်တဲ့လဲကိုအခန်းထဲတွန်းသွင်းလာပြီးအလောင်းပေါ်ကနေအုတ်လျက်သားမောက်ချလိုက်ပါတယ်ပြီးတော့မှဟန်ချက်ညီမှုကိုတုံးပြီးအလောင်းကိုမတ်တက်အနေထားအတိုင်းလွယ်လွယ်ကူကူပဲထောင်လိုက်ပါတော့တယ်